Alien Crab ဒီနေ့ video မှာဆွဲနေ Stage 4 Season 3 Episode 4 ပဲဖြစ်ပါတယ်ကြည့်လိုက်ပါဦးရှိပါအတေးအဲ့ဒါအတေးလေးပေါ်လေးဟာဟောရတော့ကြမယ်โอเคဟာချမ်းပြကြ我这样的特别的记忆呗哎呀摸出来这个这里面都摸上去哎这边呢有点菜吧OK 那么其他来呗也没有OK 楼上吧မြောက်ပါဒါတော့နည်းနည်းတော့မြန်သွားတယ်ကျွန်တော်တို့ရဲ့နေရာလေးကဘယ်နေရာလဲဒါမှခဏတဲကိုအဲ့တော့ဖြူနေတော့ပြင်းရအောင်မယ်ထင်နော်ချဲလာလေးပါလေးညာလေးတော့အစိမ်ပါလာပြန်ကြပါမယ်အစိမ်တစ်ခုလောက်တော့လည်းဆိုရင်တော့ရတော့ပါပဲโอเคအိုးအယုံနေပါလာတယ်တင်းတွေပဲတစ်ခုလုံးမယ်ပစိမ့်တလက်အယုံတိအိုင်ဒီတော့ဟိုနာလေးပါလာနော်လေးနဲ့ဂျူနဲ့ကိုအရှိထားလိုက်ရောက်ဆောင်ပါဦးရှိရပဲတော့မြတ်ဆောင်โอเคညမ slide နေပေါ်လာလို့ထားလိုက်ပါတော့တော့ရလိုက်တပည့်တော့ကြည့်ရန်တူစကားတခုရောဝင်ခိုင်းရအောင်ချေရမယ်yesဒီကြမ်းစကားthis one
ချက်ခုတ်လိုက်ရင်တော်တော်ကျန်းတာပဲပြောဘယ်ကလာတော့ဒီတိုင်းမဖြစ်သေးဘူးတေချာပြင်စင်မျိုးကပြန်လာတာပေါ့အန်တီကခင်းမိလိုက်ကုန်တယ်right pushတိုင်းခံနဲ့ကာလို့ရโอเคရောက်တော့မယ်အခုလက်ရှိအခြေအနေရတော့လုံးဝနိုင်မှာတော့မဟုတ်ဒါကြောင့်ဒိုင်းမအာမအပြည့်ရတဲ့အချိန်များမှာတိုက်ဖို့ပဲဆုံးဖြတ်လိုက်ဒါကြောင့်ကျွန်တော်ပြန်ဖို့အတွက်ဆုံးဖြတ်လိုက်ဒိုင်းမဖူအာမရတဲ့အချိန်များလာတော့မှတ်ထားဒီကောင်လေးမှတ်ထားတွေ့ကြတော့ပေါ့ကွာအဲ့ဒါဒီလူစခိုင်းရနေပြန်လေထွက်ခါလာခဲ့လက်ရှိအခြေအနေဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ like and subscribe လေးလုပ်ခဲ့ပါ bye bye